တရုတ်ဆောင်မင်းသားကျော်လေးအေးချမ်းမောင်ကတော့မကြာသေးခင်ကမှအကယ်ဒမီပူပူနွေ့နွေ့ရထားသူဖြစ်တာကြောင့်အနုပညာလောကမှာထိတ်တန့်မင်းသားတလက်ဖြစ်လို့နေတာပါရုပ်ရှင်ဇာတ်ကားတွေတင်မဟုတ်ပဲဝဲတက်တွေဆိုလဲအေးချမ်းမောင်ကအရင်ကထပ်ပိုတက်ရောက်လာရတော့ဖြစ်ပြီးလုပ်ငန်းရှင်တွေကလည်းအေးချမ်းမောင်သားမပိုင်ပွဲမစီသလိုဖြစ်နေတာကြောင့်အလူရဖိတ်ကြားတတ်ကြပါရယ်ဘယ်ဆိုင်ပွဲကြီးကြီးအေးချမ်းမောင်ကထိတ်ဆုံးကနေတက်ရောက်ပြီးရတာကြောင့်အေးချမ်းမောင်ကမြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးမင်းသားတလက်ဖြစ်လာခဲ့ရတယ်ပရိသတ်တွေကလည်းအေးချမ်းမောင်ပိုင်ကျိုးဝဲဖီထောင်အားပေးတတ်ကြပြီးအထူးသဖြင့်မင်္ဂလိပရိသတ်တွေအပြည့်ဝေးရပေးကြတာပါနာမည်ကြီးထိတ်တန့်မင်းသားနေသူနဲ့တောင်တန်းတူရွယ်တူဖြစ်လာတဲ့အထိအေးချမ်းမောင်ကအောင်မြင်လာခဲ့တာပါတစ်ဆက်တည်းမှာပဲအေးချမ်းမောင်ကပရိသတ်တချို့ရဲ့ဝေဖန်မှုတွေလည်းခရပြန်ပါတယ်အကယ်ဒမီအပေးပွဲပြီးကြတဲ့ကအေးချမ်းမောင်ရဲ့မျက်နှာချိုးတွေကအနေငယ်ပြောင်းလဲသွားတာကြောင့်စက်တိုင်းဝေဖန်ခံလာရတာဖြစ်ပါတယ်ပရိသတ်တွေကိုအရင်လိုအဖက်လို့တာသိမ့်မရှိတော့သလိုမျက်နှာထားခက်တင်တင်ဖြတ်သွားခဲ့ရတာပါသူရဲ့ဆိုရှယ်အကောင့်တွေမှာလည်းစာမပြန်တော့တာကြောင့်ပရိသတ်တွေကအေးချမ်းမောင်တရားပြောင်းလဲသွားပြီးဆိုပြီးဝေဖန်လာခဲ့ကြပါတယ်အကယ်ဒမီရပြီးမှမာနာကြီးသွားတယ်လို့ပြောနေကြတာကြောင့်အေးချမ်းမောင်ကိုယ်တိုင်ပြန်ဖြေရှင်းလာတဲ့အထိပါပဲသူအနေနဲ့အဲ့လိုမဟုတ်ကြောင်းဖြေရှင်းပေမဲ့နောက်ဆက်တွဲဝေဖန်မှုတွေလည်းဆက်ရှိနေသေးတာပါပြီးကြတဲ့ရက်ကစိန်နန်းတော်ရဲ့ဆိုင်ခွဲဖွင့်ပွဲတစ်ခုမှာအေးချမ်းမောင်မယ်လိုဒီနဲ့အနုပညာရှင်တချို့ကဖဲကျိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။အဲဒီပွဲမှာမယ်လိုဒီကတော့ပြောရွှေရင်မော်ပြီးပရိသတ်ကိုဖော်ရွေစာဆက်ဆံခဲ့ပေမဲ့အေးချမ်းမောင်ကတော့လူရာချက်ယုံကြည်နေခဲ့ပါတယ်။အတီလိုနေတဲ့အေးချမ်းမောင်ကိုပရိသတ်တွေကတော့မင်တာပြုံးပါအောင်လို့တောင်းပန်ရတဲ့အထိပါပဲ။ဒါပေမဲ့အေးချမ်းမောင်ကတော့တောင်းပန်နေတာတော့မသိချင်အောင်ဆောင်ပြီးခက်တင်တင်ဖြစ်နေခဲ့တာပါ။ဒီဗီဒီယိုကအွန်လိုင်းမှာပြန့်နှံ့လာတဲ့အချိန်မှာတော့အေးချမ်းမောင်ကိုအခုလိုတွေဝေဖန်လာတာဖြစ်ပါတယ်။အေးချမ်းမောင်ရဲ့ပုံစံကမာနကြည့်ပြီးကုံမောက်တယ်လို့ဖြစ်နေရကြောင်းပရိသတ်တွေကအေးချမ်းမောင်တရားအကယ်ဒမီရပြီးအောက်ခြေလွတ်သွားပြီးအမပေးချင်တော့ဘူးလို့ဖြစ်လာခဲ့ရပါတယ်။အမှန်တကယ်ကတော့အေးချမ်းမောင်ဒီကလက်ရှိရိုက်ကူးနေရတဲ့ဇာတ်ကားကကာရိုက်တာကြောင့်အခုလိုဖြစ်နေခဲ့ရတာပါ။ဇိုးတစ်ထောင်ဆိုတဲ့ဇာတ်ကားရိုက်ကူးနေချိန်ဖြစ်တာကြောင့်အေးချမ်းမောင်ကဇိုးမှုဝင်ပြီးအခုလိုခက်တတီဖြစ်သွားရတာဖြစ်ပါတယ်။ဒါပြကာရိုက်တာအရကရုံသုံးထားရတဲ့အခါချင်တာချက်ရုပ်တည်တယ်လို့ဖြစ်သွားရတာပါပြုံးမိမဲ့ကာရိုက်တာမှုကပြန်ထုတ်မြတဲ့အခါပြုံးမှန်မသိတာပဲအတီလိုနေရတာကြောင့်အေးချမ်းမောင်ကမာနာကြည့်တယ်လို့ဖြစ်သွားခဲ့ရပါတယ်။ဒါအမကပရိသတ်တွေကနားလေပြီးပြန်ဖြေရှင်းပေးပေမဲ့သူရဲ့ပုံစံကအမှန်တကယ်ကြည်ရအစမပြေနေတာမလို့ဝေဖန်သူတွေကလည်းဝေဖန်စေပါပဲ။တချို့ကတော့စိတ်နှမ်းတော်အားစိတ်ဆဲသည့်ကမိမဆန်ဆန်ဖြစ်နေလို့မေတ္တာစိတ်ဆိုးနေရဆိုပြီးအရွှဲဖောက်နေကြတာပါ။ဒါပေမဲ့အေးချမ်းမောင်ပြန်လဲသွားတာကဒါပေမဲ့အေးချမ်းမောင်ပြောင်းလဲသွားတာကတရိထားကြည့်နေသူတွေအတွက်တည်တာနေသလိုတလောကထပ်ပေါ်လာတဲ့တရေတချို့ကြောင့်လည်းအထင်လွဲနေကြတာဖြစ်ပါတယ်။အကယ်ဒမီရပြီးတဲ့နောက်ပိုင်းအေးချမ်းမောင်ရဲ့အနုပညာကြီးတိမ့်တစ်ထောင်ဖြစ်သွားတာကြောင့်အေးချမ်းမောင်ကခက်ချစ်ချင်းအနုပညာရှင်ဖြစ်သွားတယ်ဆိုပြီးအထင်လွဲနေကြတာပဲဖြစ်ပါတယ်။ကြည့်ရှုနေကြတဲ့ပရိသတ်တို့အနေနဲ့အကယ်ဒမီရပြီးသွားကမှမာနာကြည့်သွားတာကြောင့်ပရိသတ်ဝေဖန်မှုတွေအတော်မြင့်တက်လာတဲ့အေးချမ်းမောင်နဲ့ပတ်သက်ပြီးအမြင်လေးတွေကိုအောက်ကကွန်မလေးထဲမှာပြောပြခဲ့ကြပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာစတဲ့တဲ့အကြောင်းအသေးတွေနဲ့အတူပြန်လာခဲ့အောင်မှာဖြစ်လို့အတစ်တော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်။ကြည့်ရှုအားပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်။